တယ်လို့ဆိုရမှာပါပဲကျမတို့စီအိုရေးခီးထွက်တယ်ဆိုတော့တရက်နေ့ကျရင်ကျမကိုမဲပေးကြပါလို့ပြောတဲ့သဘောပါပဲဒီထဲမှာမဲမပေးနိုင်တဲ့ကလေးလေးတွေနဲ့တန်တာတော်တွေလည်းပါပြီးမဲ့လေတပည့်တော်ဘာလို့အားပေးကြပါထောက်ခံကြပါကလေးတွေလည်းအမေကိုထောက်ခံကြပါလို့ပြစ်တာရခမှာကိုယ်တိုင်မဲမပေးနိုင်ပေမဲ့လည်းမဲပေးနိုင်တဲ့လူတွေတော့မဲပေးဖို့တိုက်တွန်းပေးကြပါလို့ပြစ်တာရခတ်ကြပါအခုခုနကပဲကျမကိုကော်မူးမျိုးနဲ့အောင်နိုင်ရေးအဖွဲ့ဝင်တွေကနည်းနည်းစိတ်ပူစွာနဲ့ပြောတယ်အခုရဲ့ဘိုင်းမှာဆိုလို့ရှိရင်တဲ့ရွာတွေမှာလိုက်ပြီးတော့ပိုက်ဆံချင်းနေကြတယ်တဲ့ပိုက်ဆံချင်းနေတော့စိတ်ပူတယ်ကျမပြောစိတ်မပူနဲ့ချင်းရင်လည်းယူလိုက်မဲတော့ကျမကိုလည်းထည့်ပေးပါမရှိဘူးအဲ့တော့လူယူသားယူလိုက်ပါဒါပေမဲ့လည်းမပေးတဲ့နဲ့လူကိုမဲပေးရတာတော့အပြစ်မြောက်တယ်နော်အဲ့ဒါကြောင့်မပေးပါနဲ့လို့ကျွန်တော်အားရတာဒါပေမဲ့ဘလူးကိုပေးတဲ့မပေးတဲ့နဲ့ဆိုတာကတော့မဲဆန္ဒရှင်တွေကိုယ်တိုင်ဆုံးဖြတ်ရမယ့်ကိစ္စပါအဲ့တော့ဒီကိစ္စကိုနည်းနည်းစဉ်းစားကြပါတချို့ကပြောတယ်ဘယ်သူပဲမဲပေးပေါ့နော်ဒီကြားပြရွေးခောက်ပွဲမှာဘယ်သူပဲနိုင်အခုလက်ရှိအုပ်ချုပ်နေတဲ့လူကဆက်ပြီးတော့အုပ်ချုပ်သွားမှာဆက်ပြီးတော့ဩဇာညောင်းသွားမှာဆိုပြီးတော့တချို့ကချိန်ချောက်တဲ့သဘောနဲ့ပြောတာတွေကျွန်မကြားရပါတယ်ကျွန်မပြောချင်တာကျွန်တော်လည်းသိတယ်အခုကြားပြရွေးကောက်ပွဲဟာအစိုးရကိုပြောင်းလဲရေးအတွက်လုပ်နေတဲ့ရွေးကောက်ပွဲမဟုတ်ဘူးဒါပေမဲ့လည်းဒီမိုကရေစီရဲ့သဘောထားအရအစိုးရလုပ်သူတွေရဲ့လုပ်ရတွေကိုသေးသေးချာချာလေ့လာပြီးတော့ထောက်ပြတဲ့နာတွေကိုထောက်ပြဖို့ဆိုတာဟာဒီမိုကရေစီနိုင်ငံရေးပါတီရဲ့တာဝန်ဖြစ်ပါတယ်အဲ့ဒီတာဝန်တွေတော့ကျမတို့ကျေပြအောင်လုပ်သွားပါမယ်လို့ကျမပြောပြပါကျေပြအောင်လုပ်သွားမလားမလုပ်သွားဘူးလားဆိုတာကျမတို့အရင်အနှစ်20တုန်းကလုပ်ရတဲ့ကိုကြည့်ပြီးတော့ပြည်သူတွေဆုံးဖြတ်နိုင်ပါတယ်အနှစ်20အတွင်းမှာကျမတို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာအမျိုးမျိုးအဖိထိတ်ခံရပေမဲ့လည်းအာဏာပိုင်တွေရဲ့လုပ်ရတဲ့ဟာနိုင်ငံရဲ့အကျိုးပြည်သူရဲ့အကျိုးနဲ့မကိုက်ညီဘူးဆိုလို့ရှိရင်ကျမတို့ရဲ့အဖွဲ့ဝင်တွေကရဲရဲဝင့်ဝင့်နဲ့ကန့်ကွက်ခဲ့လို့ထုတ်ဖော်ပြောခဲ့လို့ထောင်ထဲရောက်တဲ့လူတွေလည်းရောက်ကြတယ်ဒါနဲ့ပို့ပြီးတော့ဒုက္ခရောက်တဲ့လူတွေလည်းရောက်ကြပါတယ်ဒါပေမဲ့ကျမတို့တာဝန်ကျေခဲ့ပါတယ်ပြည်သူတွေဘက်ကပြောတဲ့ပြောလိုက်တာကိုကျမတို့အနှစ်20ကျော်ပြောခဲ့ပြီဆိုတော့ကျမတို့ဒီတာဝန်ကိုဆက်ပြီးတော့မကျေမလားကျေမလားဆိုတော့ပြည်သူတွေလွယ်လွယ်ကူကူနဲ့ဆုံးဖြတ်လို့ရမယ်လို့ကျမထင်ပါတယ်ဒါကြောင့်ကိုယ့်ဘက်ကရပ်တည်ပေးမဲ့ပါတီဖြစ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုရဲရဲဝင့်ဝင့်နဲ့မဲပေးကြပါပေးမဲ့မဲရလဲရှုံးွက်ပေးပါဘာဖြစ်လို့လဲဆိုတော့အခုနေတော့အမျိုးမျိုးပေါ့နော်ချင်းချောက်ထားတွေလည်းရှိမယ်တနည်းအားဖြင့်လည်းမလုံးပေးပြီးတော့မဲဆွဲတာလည်းရှိမယ်ကျမတို့မလုံးပေးနိုင်တာတခုပဲရှိတယ်ပြည်သူတွေကိုယ့်ရဲ့ကံကြမ္မာကိုဖန်တီးနိုင်ခွင့်ရအောင်လို့ကျမတို့အတတ်နိုင်ဆုံးစ조사ပေးမှာပါဒီမလုံးနဲ့ပဲကျမတို့ကမဲဆွဲမှာဖြစ်ပါတယ်ပြီးတော့ပြည်သူတွေကကိုဘဝကိုပိုင်ကျင်လို့ရှိရင်ကိုကံကြမ္မာကိုပိုင်ကျင်လို့ရှိရင်ကျမတို့မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုမဲပေးကြပါလို့ကျမတိုက်တွန်းချင်ပါတယ်အခုကျမတို့ဒီကြားပြရွေးကောက်ပွဲဟာဒီမိုကရေစီနိုင်ငံဘက်ကိုလှမ်းတဲ့ခြိလှမ်းသေးသေးလေးတစ်ခုပဲဖြစ်ပါတယ်အစပဲဒါမှနဲ့ဘာမဆိုသေးသေးလေးကနေစရတာပဲဥ
ပမာဆိုလို့ရှိရင်သမုဒ္ဒရာမြေကန်ကသဲပေါင်းမြောင်များစွာရေလွတ်ပြတ်လို့မရတဲ့သဲပေါင်းမြောင်များစွာဆိုတာလေသဲလေးတစ်ပွင့်ဟာစရတာပဲဒီတိုင်းပဲကျမတို့ဒီမိုကရေစီဘက်ကိုလှမ်းမဲ့ခြေလှမ်းဟာအခုခြေလှမ်းလေးတစ်လှမ်းကနေကျမတို့စမှာဖြစ်တယ်အဲ့ဒီခြေလှမ်းလေးလှမ်းတဲ့အခါမှာကျမတို့နဲ့အတူတူလှမ်းလျှောက်ချပါလို့ကျမကနေပြီးဖိတ်ခေါ်ကြပါတယ်အတူတူလှမ်းလျှောက်မှကျမတို့အောင်မြင်နိုင်ပါပါအခုဘယ်လိုပဲအခုချိန်မှာချိန်ချောက်တာတွေရှိမတမာတာတွေရှိရွေးကောက်ပွဲလုပ်တဲ့နေ့မှာတော့ပြည်သူတွေအနေနဲ့လွတ်လွတ်လပ်လပ်ရှိုးဖွဲ့မဲပေးနိုင်မယ်လို့ကျမတို့အားလုံးမျှော်လင့်နေပါတယ်ဒီအတွက်လည်းနိုင်ငံတကာအဲ့ဒီနေ့မှာတော့လာပြီးတော့လေ့လာမယ်ကြည့်ရှုမယ်လို့ကျမတို့ကြားရပါတယ်အဲ့ဒီတော့အခုအချိန်မှာ6လို့ရှိရင်လည်းဘာမှမပြောနဲ့နားထောင်နေလိုက်ပေါ့အဲဒါပြောင်းလို့ရှိရင်လည်းဘာမှမပြောနဲ့နားထောင်နေလိုက်ပေါ့ပေးသမျှတော့လည်းယူလိုက်ပေါ့ယူလိုက်တော့ကျေးဇူးတင်ပါတယ်လို့ပြောပေါ့မဲတော့မထက်နဲ့နော်အဲ့ဒီလိုလုပ်ပြီးတော့ရက်နေကြလို့ရှိရင်တော့ကိုယ့်ရဲ့ကံကြမ္မာဖန်တီးပိုင်ခွင့်ကိုလုတ်ပေးမယ်အဖွဲ့ချုပ်ကိုပဲမဲပေးဖို့ကျမတိုက်တွန်းပါပဲဒါကျမမဲဆွဲဖို့လာတယ်ဆိုတော့ဒီလိုပဲဖွင့်ဖွင့်လင်းလင်းပြောရပါပဲဒါမှကျမတို့ပြည်သူတွေကအောင်မြင်ပါစေလို့ပြောတဲ့ခါကျတော့အောင်မြင်စေခြင်းမဲထည့်ပါလို့ပြောရမှာနည်းနည်းမျက်နှာပူသလိုဖြစ်နေတော့ဒီမှာပဲပြောလိုက်တော့ကျမတို့အောင်မြင်စေခြင်းပြည်သူတွေကမဲနဲ့အားပေးမှဖြစ်မယ်တကယ်ဒီမိုကရေစီစနစ်ဆိုတာပြည်သူတွေရဲ့ထောက်ခံမှုမရဘဲနဲ့ဆောက်တည်လို့မရပါဘူး။ပြီးတော့တချို့ကပြောမှာပေါ့နော်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကအခုတော့ပြောတာတွေကောင်းပါရဲ့ဘယ်လိုလုပ်ယူရမလဲဆိုတော့ဆောစောကကျွန်မပြောတဲ့အတိုင်းပဲကျွန်မတို့ရဲ့အတိတ်ကလုပ်ရတဲ့ကိုပြန်ပြီးတော့လေ့လာပါပြန်ပြီးတော့စမ်းသပ်ပါကျွန်မတို့ဒီအနှစ်20အတွင်းမှာဘာအကျိုးမှမရခဲ့ပါဘူးအကျိုးမရခဲ့တဲ့အပြင်ဒုက္ခတွေမျိုးမျိုးနဲ့ရင်ဆိုင်ခဲ့ရပါတယ်ဒါပေမဲ့ကျမတို့ဟာပြည်သူအပေါ်မှာကျမတို့ထားမယ်တာဝန်တွေတော့မပြတ်ကွက်ပါဘူးလို့ကျမတို့ပြောပြစီကျမတို့အဖွဲ့ချုပ်ဝင်တွေအားလုံးဟာ6ပြစ်ကင်းတဲလဲစင်လို့ကျမမဆိုလိုပါဘူးဒါပေမဲ့ကျမတို့အဖွဲ့ချုပ်ကမူဝါဒသဘောတရားတွေအကြောင်းကျမတို့လုပ်ခဲ့တာဖြစ်ပါတယ်ဒီနိုင်ငံမှာကျမတို့တိုးတက်ဖို့ဆိုလို့ရှိရင်အချက်ကြီး3ချက်ကိုကျမတို့ရှေ့တန်းတင်ပြီးတော့ဒီကြားပြရွေးကောက်ပွဲကိုဝင်တာဖြစ်ပါတယ်ပထမအချက်ကတော့ဥပဒေစိုးမိုးရေးကဘာဖြစ်လို့အရေးကြီးလဲဆိုတော့ဥပဒေစိုးမိုးရေးရှိလို့ရှိရင်ဘယ်ပုဂ္ဂိုလ်ဘယ်အဖွဲ့အစည်းမှပြည်သူတွေကိုအတလွတ်ချင်းချောက်လို့မရဘူးပြည်သူတွေကိုမလုံးပေးပြီးတော့လည်းဆွဲလို့မရဘူးဥပဒေကဒါတွေကိုခွင့်မပြုဘူးဒါပေမဲ့ဥပဒေစိုးမိုးရေးမရှိရင်တော့ဒီလိုကိစ္စတွေကဆက်ပြီးတော့ဖြစ်နေမှာပဲဒါကြောင့်ကျမတို့ကဥပဒေစိုးမိုးရေးကိုအင်မတန်မှအလေးထားတာဖြစ်ပါတယ်ပြည်သူတွေအကြောက်တရားကကင်းလွတ်ဖို့အတွက်ဥပဒေစိုးမိုးရေးဟာအင်မတန်မှအရေးကြီးတယ်ဆိုတာကျမရဲ့ကော်မှုမျိုးသူမျိုးသားတွေနားလည်ကြပါတယ်တချို့ကကျမတို့ကဘာဖြစ်လို့ကော်မှုမျိုးကိုကျမကနေပြီးတော့ရွေးလဲဆိုပြီးတော့မေးကြပါတယ်အဲ့တော့ကျမရွေးရတဲ့အကြောင်းတွေထဲမှာပထမဦးဆုံးတစ်ခုကတော့ကျမရန်ကုန်မှာနေတဲ့သူကိုရန်ကုန်မှာနေတဲ့သူဆိုတော့ကိုမဲဆန္ဒနယ်နဲ့နီးမှဖြစ်မယ်ရန်ကုန်မှာနေပြီးတော့အဝေးမှာရှိတဲ့မဲဆန္ဒနယ်တစ်ခုမှာကျမသွားပြီးတော့အရွေးခံရင်ကျမကလည်းပါတီဥက္ကဋ္ဌအနေနဲ့အလုပ်တွေကသိပ်များနေတော့ကိုမဲဆန္ဒနယ်ကိုရောက်တဲ့လောက်မရောက်ပါဆိုလို့ဒါကြောင့်လည်းကျမကနေပြီးတော့ရန်ကုန်တိုင်းကမဲဆန္ဒနယ်တစ်ခုကိုရွေးမယ်ဆိုပြီးတော့ကျမဆုံးဖြတ်တာပါအဲ့ဒီထဲမှာကျမဘာဖြစ်လို့ကော်မှုကိုရွေးရလဲဆိုတော့အချက်2ချက်ရှိပါတယ်တစ်ခုကတော့ကော်မှုမှာဆိုလို့ရှိရင်ကျမတို့ပြည်သူတွေဟာဆင်းရဲနွမ်းပါးမှုနဲ့ရုန်းကန်နေရတာတော်တော်များများရှိတယ်အဲ့ဒီကိစ္စတွေအတွက်လည်းကျမတတ်နိုင်တဲ့လောက်လုပ်ပေးခြင်းလို့ကျမကော်မှုကိုရွေးရတာပါနောက်တစ်ခုကလည်းကော်မှုမျိုးနယ်မှာဆိုလို့ရှိရင်ကရင်တိုင်းရင်းသားတွေများတဲ့ခါကျတော့ကျမတို့ရဲ့ပြည်တော်စုအသွင်ကိုဆောင်နေဆိုတဲ့အမြင်နဲ့ကျမကော်မှုမျိုးနယ်ကိုရွေးတာဖြစ်ပါတယ်ကျမတို့ဒီမိုကရေစီချမ်းသာကြွယ်ဝတဲ့ဒီမိုကရေစီပြည်တော်စုကြီးဆောက်ရေးကိုကော်မှုမျိုးကနေစကြင်တော့ကျမပြောကော်မှုမျိုးကိုရွေးတာဖြစ်ပါတယ်လို့ပြောပြရစီကျမကော်မှုမျိုးကိုရွေးတယ်ဆိုပေမဲ့ကော်မှုမျိုးသူမျိုးသားတွေရွေးမှကျမကလည်းကိုယ်စားလှယ်ဖြစ်နိုင်မှာပါဆိုတော့သတိပေးပြရစီကျမရွေးရုံနဲ့မပြီးပါဘူးတကယ်တော့ကျ
ပဲရှိတယ်ကော်မှုမျိုးနယ်ကမဲဆန္ဒရှင်တွေရွေးမှကျမကိုယ်စားလှယ်ဖြစ်လာနိုင်မှာဆိုတော့သတိပေးပါစေဒါကြောင့်မလို့တရစိတ်ကြလို့ရှိရင်မပြတ်မကွက်မဲသွားပြီးတော့ထည့်ကြပါကျမလမ်းမှာဆိုလို့ရှိရင်တော်တော်မှအသက်ကြီးနေတဲ့ကျမအတွက်အမေရွယ်အဖေရွယ်ရှိတဲ့အမျိုးသမီးတွေအမျိုးသားကြီးတွေကိုတွေ့ခဲ့ရပါတယ်ကျမတို့တောင်မှနေပူကျဲတဲ့မှာထွက်ပြီးတော့နှုတ်ဆက်နိုင်လို့ရှိရင်မဲရုံကိုတော့သွားနိုင်ပါတယ်လို့ကျမပြောလို့ပါတယ်ဒါကြောင့်အသက်80ကနေအသက်18နှစ်ကနေစပြီးတော့80ကျော်90တရားကျော်ရှိလို့ရှိရင်တော့မှမဲဆန္ဒမဲပေးတဲ့ရုံကိုသွားနိုင်လို့ရှိရင်သွားပြီးတော့ဆန္ဒမဲပေးကြပါလို့ကျွန်မမြတ်တာရခတ်ကြပါတယ်ကလေးတွေကတော့အတက်ကြွဆုံးပဲဆိုနောက်ရွေးကောက်ပွဲတွေအတွက်စုထားတယ်အဲ့တော့နောက်ရွေးကောက်ပွဲတွေကြာမှကလေးတွေကမဲထည့်ရမှာဘူးပြီးတော့ကျမတို့စောစောကပြောပါတယ်နော်ကျမကိစ္စရကြီး300ကိုဦးစားပေးတယ်တစ်ခုကဥပဒေစိုးမိုးရေးနောက်တစ်ခုကတော့ပြည်တွင်းငြိမ်းချမ်းရေးပဲပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့တော့ကျမထူးထူးထွေထွေကျမတို့ပြည်သူပြည်သားတွေကိုရှင်းပြဝင်လို့ပဲမထင်ပါဘူးပြည်တွင်းငြိမ်းချမ်းရေးမရှိရင်ကျမတို့နိုင်ငံဟာတာယာဝပြောတဲ့ပြည်တော်စုဘယ်တော့မှဖြစ်နိုင်မှာမဟုတ်ဘူးဒါကြောင့်မလို့ကျမတို့ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက်လည်းစ조사ရမယ်နောက်တတိယကိစ္စကြီးကတော့ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေးဖြစ်ပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေးရဟာလေပထမကိစ္စတစ်ခုနဲ့ဆက်နွယ်နေပါလေဒါအသေးစိတ်သိရလို့ရှိရင်တော့ကျမထင်တယ်ဒီညကျမမိတ်ကုန်းပြပြီးတော့လူမြင့်တန်ကြားမှလာမယ်နားထောင်ကြပါအဲ့တော့အသေးစိတ်ပြောနေဖို့အချိန်လည်းမရှိဘူးလေအဲ့တော့ညကြလို့ရှိရင်နားထောင်လိုက်ရင်တော့အသေးစိတ်သိရမှာဖြစ်ပါတယ်ကျမနားလည်တဲ့လောက်တော့ဒီညပြန်လာမယ်ထင်တယ်ဟုတ်ကဲ့အဲ့တော့အဲ့ပါဆိုရင်ကျမတို့ဖွဲ့ချုပ်ကမူဝါဒသဘောတရားတွေနဲ့ကျမတို့ရွေးကောက်ပွဲဝင်ညခြင်းရဲ့ကိစ္စကြီး300နဲ့ပတ်သက်လို့ကျမအသေးစိတ်ဖြေရှင်းထားတာရှိပါတယ်အဲ့ဒါကိုနားထောင်ပြီးတော့ပြည်သူတွေအနေနဲ့ဆုံးဖြတ်ကြပါကျမတို့မျိုးသားဒီမိုကရေစီကိုအဖွဲ့ချုပ်ကိုထောက်ခံခြင်းနဲ့စိတ်ရှိလားမရှိဘူးလားဆိုတာကိုဆုံးဖြတ်ကြပါကျမတို့ကပြည်သူတွေရဲ့ဆုံးဖြတ်ချက်ကိုလက်ခံရမှာပါကျမတခုပဲပြောချင်ပါတယ်စမ်းကြည့်တဲ့သဘောလည်းဖြစ်နိုင်ပါတယ်ဘာလို့ကျမတို့ဟာဒီလိုလွတ်တော်တွေကနေပြီးတော့ပြည်သူတွေရဲ့တာဝန်တွေကိုထမ်းဆောင်ခွင့်ဆိုတာဟာ1990ခုနှစ်တည်းကမရခဲ့ပါဘူးကျမတို့1990ခုနှစ်ကလည်းပြည်သူတွေကတကယ်ကိုအင်တိုင်းအားတိုင်းထောက်ခံကြခဲ့ပေမဲ့မဲတွေလည်းရပြီးတော့ကျမကိုယ်စားလှယ်တွေအရွေးခံကြရပေမဲ့ကျမတို့ဟာလွတ်တော်အတွင်းကနေပြီးတော့ပြည်သူတွေရဲ့တာဝန်တွေကိုထမ်းဆောင်ခွင့်မရခဲ့ပါဘူးအဲ့တော့အခုအချိန်မှာတော့နေရာနည်းနည်းလေးပေါ့နော်အားလုံးမှ48နေရာရှိပါတယ်အားလုံးနိုင်လို့ရှိရင်ဒါမှဒါဟာရာဂိုင်နှုန်းအရနည်းနည်းလေးပါဒါပေမဲ့လည်းကျမတို့ဟာတောက်နိုင်တဲ့နေရာနေပြီးတော့စပြီးတော့လုံသွားမယ်လို့ကျမပြောချင်ပါတယ်လွတ်တော်ထဲမှာလုံးဝကျမတို့နေရာမရှိတဲ့အနှစ်30အတွင်းမှာတောင်မှပြည်သူတွေရဲ့တာဝန်တွေကိုပြည်သူတွေပေါ်မှာကျမတို့ရှိရမယ့်တာဝန်တွေကိုကျမတို့ကျေပြွန်ထားဆောင်ခဲ့ပါတယ်အဲ့ဒီတော့လွတ်တော်တနေရာပဲ2နေရာပဲဖြစ်ဖြစ်48နေရာပဲဖြစ်ဖြစ်ဆိုလို့ရှိရင်ကျမတို့အရင်ကနဲ့စလို့ရှိရင်တော့ပို့ပြီးတော့တာဝန်ကျေနိုင်မဲ့အနေအထားရောက်သွားပါလိမ့်မယ်လို့ကျမဒါလောက်တော့ကျမဂရုပေးနိုင်ပါတယ်ကျမအခုဆိုလို့ရှိရင်ဒီမဲကျွေးမဲ့နေရာတွေပေါ့နော်လစ်လပ်တဲ့နေရာတွေရှိတဲ့နေတွေပြည်နယ်တွေတိုင်းတွေအားလုံးလိုရောက်ပြီးပါပြီတနေရာပဲကြာမှာတော့လေကျမတို့မကွေးတိုင်းတော့မရောက်သေးပါဘူးမကွေးတိုင်းကလွဲလို့တခြားတိုင်းလစ်လပ်တဲ့မဲဆန္ဒနေတွေပေါ့နော်ရှိတဲ့တိုင်းတွေနဲ့ပြည်နယ်တွေကိုကျမတို့ရောက်ပြီးပါပြီဒီနေ့တိုင်းမှာဆိုရင်တော့ဘိတ်ကိုသွားဖို့လိုသေးတယ်ဆိုပေမဲ့ဒဝယ်ကိုရောက်ပြီးပါပြီမကွေးတိုင်းမဲ့လိုပါတော့လေဒီလိုတိုင်းအသီးသီးပြည်နယ်အသီးသီးကိုရောက်ခဲ့တဲ့အခါမှာကျမဘာတွေးခဲ့ရလဲဆိုတော့ဘယ်နေရာမှာပဲဆိုမဆိုပြည်သူတွေရဲ့ဘဝတွေပြင့်တင်ပေးဖို့အများကြီးလိုအပ်နေတယ်ဆိုတော့ကျမတွေ့ရပါတယ်အဓိကအားဖြင့်ဆိုလို့ရှိရင်အလုံးလက်မဲ့ပြဿနာပေါ့ပြည်သူတွေဟာအလုံးလက်မဲ့ပဲဒါမှမဟုတ်ရတဲ့အလုံးဟာဝင်ငွေမကောင်းဘူးလုံလောက်တဲ့ဝင်ငွေမရဘူးအဲ့တော့ဒီအလုံးလက်မဲ့အလုံးမလုံလောက်တဲ့အလုံးမဖူလုံတဲ့အလုံးတွေပြဿနာဟာအများကြီးကျမတို့နိုင်ငံမှာကိုဖိစီးနေတယ်ဆိုတာကျမတို့မြင်ခဲ့ရပါတယ်
နောက်ပြီးတော့လူငယ်တွေဟာဘွဲရပြီးတော့ဘာမှမလုပ်နိုင်မဲနဲ့စိတ်လေးနေတာလဲကျမတို့နေရာအများကြီးမှတွေ့ခဲ့ရပါတယ်ဒါတွေဟာလဲကျမတို့ပြုပြင်ရမယ်ကိစ္စတွေဒါတွေကိုကျမတို့ကနေပြီးတော့ကိုမိုးမျိုးကနေစပြီးတော့ပြုပြင်သွားဖို့ကျမစ조사ကြပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုမျိုးနဲ့အတွက်ပဲကိုအားထိထိရောက်ရောက်စပြီးတော့လုပ်နိုင်မှာပါတခြားအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကနိုင်တဲ့မျိုးနယ်တွေမှာလဲကျမတို့ရဲ့ကိုယ်စားလှယ်တွေဟာစ조사သွားကြမှာဖြစ်ပါတယ်ကျမကတော့ကျမရဲ့မျိုးနယ်ကနေစပြီးတော့စ조사သွားကြပါတယ်အဲဒါကြောင့်မို့အဲ့လိုစ조사တဲ့နေရာမှာပြည်သူတွေကလည်းပါဝင်ကြပါလို့ကျမအနေနဲ့မေတ္တာရပ်ခံကြပါတယ်ပြည်သူတွေကပါဝင်ကြပါဆိုတာပြည်သူတွေနဲ့ဆွေးနွေးပြီးတော့တိုင်ပင်ပြီးတော့ကျမတို့မျိုးနယ်အတွက်ဘာတွေလုပ်တင်နေဆိုတာကိုကျမတို့ဆုံးဖြတ်ရမှာပါဒီမိုကရေစီဆိုတာဒီလိုပါပဲအစိုးရတစ်ခုတည်းကကိုယ်သဘောနဲ့လုပ်တာမဟုတ်ပါဘူးပြည်သူတွေရဲ့သဘောထားကိုစစ်စစ်ပြီးပြည်သူတွေရဲ့သဘောထားကိုလေ့လာပြီးပြည်သူတွေရဲ့ဆန္ဒတွေကိုနားထောင်ပြီးမှဆုံးဖြတ်ချက်တွေချရမှာဖြစ်ပါတယ်အဲဒါကြောင့်မလို့ကျမတို့ဟာပြည်သူတွေနဲ့နီးနီးကပ်ကပ်လုပ်သွားနိုင်ဖို့အများကြီးမျှော်လင့်ပါတယ်နောက်ဆိုလို့ရှိရင်ကိုမှုကိုခဏခဏလာလို့ညှင်းငွေသွားလိမ့်မယ်အဲဒီလိုကိုမှုမှာရွာတွေကအများကြီးပဲလေကျမရွာတိုင်းမှာမရောက်သေးပဲရွာတိုင်းစိတ်ရောက်အောင်တော့စ조사ရမှာပဲဒီမျိုးနဲ့ကိုယ်စလဲလုပ်ပြီးတော့ရွာတိုင်းစိတ်မရောက်ဘူးဆိုလို့ရှိရင်တော့တာဝန်မကျေဘူးလို့ဆိုရမှာပဲအခုထိတော့ကျမတာဝန်မကျေသေးပါဘူးဘာဖြစ်လို့လဲဆိုတော့ကျမအဖွဲ့ချုပ်ကတာဝန်တွေအရာပေါ့နော်တခြားမျိုးနယ်တွေကိုတွားနေရတဲ့ခါကျတော့တော်ဖို့အခုဆိုရင်၄កောက်ပဲရောက်ပါတယ်ဒါပေမဲ့ကျမရဲ့ကိုယ်စလဲပေါ့နော်ကျမရဲ့ကိုယ်စလဲဦးသိန်းဦးနဲ့ကျမအောင်နိုင်ရေးအဖွဲ့ကတော့ကော်မှုမှာနေညတခါဆက်ပြီးတော့နေခဲ့တာတော်တော်ကြာပါပြီအဲ့ဒီတော့ဒီကျမကိုယ်စလဲနဲ့ကျမတို့အောင်နိုင်ရေးအဖွဲ့ဝင်တွေကိုတွေ့ဘူးကြရဲ့လားမတွေ့ဘူးဆိုတော့ကျမတို့ကိုဆုံးမရမှာပဲအဲ့တော့ဟုတ်ကဲ့တွေ့ဖို့လိုပါတယ်ဗောကျမရဲ့ကိုယ်စားပြည်သူတွေတော်တွေကိုဆင်းပြီးတော့စီယုံရေးလုပ်ဖို့ကျမတာဝန်ပေးထားတာပါကျမကိုယ်တိုင်လာနိုင်တဲ့ခါကျရင်တော့ကျမကိုယ်တိုင်လာပါမယ်ဘာဖြစ်လို့လဲဆိုတော့ပြည်သူတွေအတန်ကိုကိုယ်တိုင်နားထောင်မှပြည်သူတွေကိုလေးစားရရောက်ပါမယ်ပြည်သူတွေကိုမလေးစားဘဲနဲ့ဒီမိုကရေစီကိုယုံကြည်တယ်လို့ပြောလို့မရပါဘူးဆိုတော့ကျမသတိပေးပြစေဒီတော့ကျမတို့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဟာအခုဆိုလို့ရှိရင်လာမယ့်ရွေးကောက်ပွဲအတွက်ကို invite အားတိုက်အောင်နိုင်မှုအတွက်စ조사နေပါတယ်ဒီလိုစ조사တဲ့နေရာမှာကျမတို့ပြည်သူတွေကအားပေးလို့လဲကျမတို့ဆက်ပြီးတော့တပင်တပန်းစ조사နိုင်တာပါဆက်ပြီးတော့လဲပြည်သူတွေကကျမတို့နဲ့အတူဒီမိုကရေစီလမ်းကိုရှောက်နိုင်မယ်လို့ကျမမျှော်လင့်ပါတယ်ဒီလိုဒီမိုကရေစီလမ်းကိုအတူရှောက်မှလဲကျမတို့အားလုံးလိုချင်တဲ့တာယာဝပြောပြီးတော့အေးချမ်းညီညွတ်တဲ့ပြည်တော်စုရှိကိုရောက်နိုင်မှာပါလို့ပြောချင်ပါတယ်ကျမတို့အခုစီယုံရိတ်ခီးတွေမှာဆိုလို့ရှိရင်ကျမတို့သွားမယ်နေရာတွေကိုရောက်တာအများပဲနောက်ကျပါတယ်နောက်ကျတဲ့အကြောင်းကတော့လမ်းမှာပြည်သူတွေကနှုတ်ဆက်နေလို့နောက်ကျသွားတော့ပါဒါပေမဲ့ဘယ်လိုပဲနောက်ကျကျမတို့ရောက်အောင်သွားမယ်လို့ရည်ရွယ်တဲ့နေရာတွေကိုရောက်တော့ရောက်ပါတယ်ဒီတိုင်းပဲကျမတို့ဒီမိုကရေစီပန်းနိုင်ကိုအရောက်နောက်ကျပေမဲ့လည်းရောက်အောင်သွားမယ်ဆိုတာတော့ယုံကြည်ကြပါလို့ကျမပြောချင်ပါတယ်ကျမမေးခွန်းတစ်ခုမေးရမယ်ဒီ line ကိုဖတ်ကြရလားဖတ်ကြပါဘာလို့လဲဆိုတော့ကျမတို့တယောက်ချင်း like မပြောနိုင်တဲ့ကိစ္စတွေကိုဒီ line ထဲမှာဖတ်လို့ရပါတယ်ဒါပေမဲ့ကျမတို့ရဲ့လေအခွေလေးကိုကြည့်ကြလားမသိဘူးမကြည့်ဘူးတဲ့လူတွေရှိလို့ရှိရင်ကြည့်ဘူးတဲ့လူတွေကလည်းငားပြီးတော့ကြည့်ပါစေဒါမှလည်းအားလုံးရုပ်ကပွဲနေကြလို့ရှိရင်ဘယ်လိုမဲပေးရမလဲဆိုတာသိအောင်လို့ပါနောက်ပြီးတော့မဲပေးတဲ့နေရာမှာကြောက်စရာမလိုဘူးဆိုတာလည်းသိချာသိအောင်လို့ပါနောက်ပြီးတော့လည်းဒီခွေလေးကကြည့်လို့လည်းကောင်းပါတယ်ဟာသလည်းပါပါတယ်အဲ့တော့ကိုအတွက်စိတ်ချမ်းသာစေဖို့ဟောပညာရစေဖို့ဟောဒီခွေကိုကြည့်ကြပါလို့ကျွန်မကနေပြီးတော့တိုက်တွန်းချင်ပါတယ်ကလေးတွေကြည့်လားဒါနဲ့ကလေးတွေက session နဲ့ပြေးတဲ့အထိတော့စောင့်အောင်မယ်နော်အဲ့ဒီအတွင်းမှာတော့စိတ်မငြိမ်းမရဒီမိုကရေစီဘက်ကပဲရပ်တည်ပေးပါ
အမေကတော့ယုံကြည်တယ်ငယ်ငယ်လေးကနေပြီးတော့စိတ်ဓာတ်ခိုင်မာတဲ့ကလေးတွေဟာအသက်ကြီးလာတဲ့အထိမယိမ့်မယိုင်ရပ်တည်နိုင်မယ်လို့ယုံကြည်တယ်ဒါကြောင့်မလို့ကလေးတွေကိုအင်တာမအားကိုးတယ်ကလေးတွေကလည်းအမေတို့အားကိုးတဲ့အတိုင်းပဲမမနဲ့အမေတို့နိုင်ငံရဲ့အနာဂတ်အတွက်ရပ်တည်ပေးပါလို့ဒီကနေပဲမှာချင်ပါတယ်အခုဆိုလို့ရှိရင်ကျမတို့ပြည်သူတွေကတော်တော်မောလာပြီထင်တယ်စောင့်လာတာလည်းကြာပြီဆိုတော့ကျမတို့သိတယ်ပြောလာတဲ့မပေါ်ဘူးလို့ကြည့်လိုက်ရင်တော့ချွေးနေဒီနဲ့အဲ့တော့ကျမကလေမပြောလို့ရှိရင်မိကုန်းရှည်ရှည်ကြီးတိတ်မပြောတာဘူးကျမပြောချင်တာလေးတွေပြောပြီးတဲ့အခါကျလို့ရှိရင်ပြည်သူတို့ကျေးဇူးတင်တယ်ဆိုတဲ့စကားပဲကျမပြောလို့ရှိပါတယ်ကျေးဇူးတင်တယ်ဆိုတာဟာဘာဖြစ်လို့လဲဆိုတော့ကျမတို့မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဆိုတာတကယ်တော့ပြည်သူတွေကပြည်သူတွေနဲ့ဖွဲ့ထားတဲ့အဖွဲ့ပါနောက်ပြီးတော့ပြည်သူတွေရဲ့ထောက်ခံမှုနဲ့အားပေးမှုနဲ့စာနာမှုတွေကြောင့်လည်းကျမတို့ရပ်တည်နိုင်တာပါပြည်သူတွေကကျမတို့ပေါ်မှာစေတနာဂရုဏာထားပြီးတော့ထောက်ပံ့ခဲ့လို့ကျမတို့အနှစ်20ကျော်မပြိုလဲပဲနဲ့အခက်အခဲတွေကြားတွေကရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်အဲ့ဒါကြောင့်လည်းကျမတို့ပြည်သူတို့ကျေးဇူးတင်ပါတယ်နောက်လည်းကျမတို့ကပို့ပြီးတော့ကျေးဇူးတင်ရအောင်လို့ကျမတို့မဲပေးပါလို့မဲချက်ပေးပါလို့ကျမပြကြရဲကျမရဲ့ကောင်းမှုမျိုးလူမျိုးနယ်သားများအားလုံးချမ်းချမ်းမာချမ်းသာသာနဲ့လိုချင်တဲ့ပန်းတိုင်ကိုအများဆုံးရောက်နိုင်ကြပါစေလို့ကျမဆုတောင်းပေးပါ